မလာသေးတန်းကိုတက်ခိုင်းဘာမှကိုမပြောရသေးဘူး ဘယ်နဲ့မင်းကြီးများ ဖေယ ငါဤဘာခမဲရောနဲ့မဲရောမြက်ပြဲထညက်ခဲတို့ မဲတော်မြတ်ဖေယမင်းနှစ်ပါး မဲရောမြက်ဖျားမင်းနှပါတို့နတ်ရွာဆန်သေချင်းစိုးနဲ့သေကုန်လို့နတ်ရွာဆန်ကန်တော်ကုန်းနာနတ်ရွာဆန်ကန်တော်ကုန်းသည့်ချင်းကားသမားမှာစ၍ငါကိုတော့ဘယင်မင်းတရားကြီးကိုယ်တိုင်ထီဖြူကိုချုပ်ထီမဲဖနက်ဆိုင်ပို့လို့ ထီးပြူအုပ်ချုပ်မင်းလို့ ထီဖြူအောင်ချုပ်မင်းတို့သည့်ချင်းကားသမားမှာစ၍တိုင်သူပြည်သားများကြမ်းကန်သားလို့မှာကြရလားဗျာ မာကြောင့်ပါဖေယ တိုင်ပြည်တိုးတက်တိုးတက်ကြောင်းရေးချောင်းတဲ့နေရာမှာမောင်မင်းတို့လည်းအဓိကကြတယ်နော် မှန်ပါဖေယ ဟဲ့ဝင်မင်း ဖေရ လူသက်တရကနေဖမ်းဖို့မောင်မင်းတာဝန်ယူရမယ်ဗျာ အမိန်တော်တိုင်းပါဖေရ ဟဲ့ဝင်မင်း ဖေယ သခိုးဓမြတွေဖမ်းဖို့မောင်မင်းတာဝန်ယူရမယ်ဗျာ ကျွန်တော်မျိုးဤတာဝန်ထားပါဖေယ ကေတီဘူးတွေမာဆက်တွေနိုင်ကလတ်တွေဖမ်းဖို့ကြတော့ကျုပ်ကိုယ်တိုင်ဖမ်းမယ် သူကြတော့6နှစ်နေအဖမ်း ဟဲ့ဝင်မင်းများ ဖေယ ပညာရှိသူ့ခမိန်အမတ်ဆိုတာသူများပြောတဲ့စကားနားမယောင်အောင်ကြားလား မှန်ပါဖေယ နားမယောင်နဲ့နားမယောင်နဲ့ မှန်ပါ ကျုပ်ရဲ့နောင်တော်ဘယင်မင်းတရားကြီးတော်မှာအစတုန်းကနားယောင်နားဗျ နားယောင်နာ အစတုန်းကနားယောင်နာပေါ့ မှန်ပါ နောက်ကြတော့လေပင်းကြီးပါရောင်းလာတာတဲ့ အဲ့ဒါစီချတော့ယောဂဖေယ တိုင်းပြည်အတွက်မောင်းကြည့်တဲ့လက်ခတ်ရမယ်ဝင်မင်းများရဲ့ မှန်ပါဖေယ ငါကိုယ်တော်ဘယင်မင်းတရားကြီးသည်မြမရိုးရာယဉ်ကျေးမှုကိုအစဉ်တစိုက်မျက်နှိုးထိမ့်သိမ့်တဲ့ဘယင်တစ်ပါးမရေမှုငါဤတိုင်းပြည်အတွန်းမှာယခုလိုမြမဆန်းဆန်းလုံးလုံးခြုံခြုံရင်ရင်ကြဲကြဲသိမ့်သိမ့်မွေ့မွေ့ဝတ်စားထားတဲ့မြမမလေးတွေကိုတွေ့ရင်စုတော်လက်တော်များချင်းမြင့်ပေးသနာလိုက်ကြစမ်းဟဲ့ မှန်ပါဖေယ ဤသို့မဟုတ်ပါပဲမြမယဉ်ကျေးမှုထိကြိုက်ပြက်ပြားအောင်ဒူဘောပေါင်ဘောဟူဟာဖောတီဟာဖောမလုံတလုံးဝတ်စားထားတဲ့ဟာမတွေကိုတော့ငါဘယင်မင်းတရားကြီးကိုယ်တိုင်တင်းတော့အကုန်လုံး ဘာလုပ်ပြမှာတော့ဖေယ မိဖုရားမြောက်ပြက်မယ်ပြောလိုက်ဟဲ့ ညာကြီးက ဒါတွေအကုန်လုံးတော့မိဖုရားမြောက်လို့ကတော့ဟောဒီကမဟာသတို့ဆွေကတော့ဖာကျို့သေးမှာပါဖေယ ဘယင်အဲ့လိုပြောကြလားငါထုလိုက်ပါနဲ့ စောင့်မြင်ကြလား ဟဲ့ဝင်မဲ ဖေယ ကြည်စံဟိုးရှေ့ကဘူးလုံးလုံးနဲ့မြင့်မြင့်ကြီးอ่ะအဲ့ဒါဘာကြီးခေါ်တော့ဝင်မင်းရဲ့ မမအဲ့ဒါတောင်းပါဖေယ အလိုအဲ့ဒါတောင်းလာဝင်မင်း မမ ငါကတော့ဘယင်မင်းတရားကြီးကဘယင်ဖြစ်ပြီဆိုမှတောင်းမန်းတောင်မသိတော့ပါဘူးဝင်မင်းရဲ့ စီလေးပါလေးမိဝဲပေါင်းဖေယ အဲ့ဒီတောင်းကဘာယရဏထွက်တဲ့တောင်းလဲဒီလိုမေးတာ အဲ့ဒီတောင်းကတော့ရွှေထွက်တဲ့တောင်းပါဖေယ အလိုရွှေထွက်တဲ့တောင်းလားဝင်မင်း ဘုံတော်ကြောင်းပါဖေယ ဟဲ့ဝင်မင်း ဖေရ အဲ့ဒီဘေးကတောင်းကဘာယရဏထွက်တော့ အဲ့ဒီဘေးကတောင်ကကြတော့နေလာတွေထွက်တော့မှာဖေရ နီလာတွေထွက်တယ်လား ဘုံတော်ကြောင့်ပါဖေရ ဟဲ့ဝင်မင်း ဖေယ အဲ့ဒီနောက်ကတောင်းတွေကကောဘာယရဏတွေကိုစီထွက်တယ်လေဟဲ့ အဲ့ဒီနောက်ကတောင်းနေကတော့ဘာယတနာမှမထွက်ပါဘူးဖေယ ဘာမှမထွက်တဲ့တောင်းနေလား မှန်ပါဖေယ ငါကတော့ဘယင်မင်းတရားကြီးကတောင်းဟိုသမျှယရဏထွက်မယ်ထင်ခဲ့တာဝင်မင်းများရဲ့ မှန်ပါ အခုများကြမှာတောင်းတိုင်းမထွက်ဘူးဆိုတာသိလျာပြီဗျာ အေးနေလို့ပါဖေယ တိုင်းပြည်အတွက်မောင်းကြီးလေးလည်းခတ်ရမယ်နော် မှန်ပါဖေယ ငါကိုတော့ဘယင်မင်းတရားကြီးဒီဂီတရာမှာလဲဝါသနာထုံတာမို့ဂီတအကျော်အမော်မောင်သိမ့်တော်ဆိုတဲ့အညတနာလူတင်ကျော်အားငါကိုတော့ဘယင်မင်းတရားကြီးရဲ့ရှေ့တော်မောက်သူအတိုင်းမသိမင်္ဂလာဩဘာဘွဲ့ဖြင့်ဝင်ရောက်ခစားအသုံးတော်ခံစေကြောင်းမောင်ကြီးနေများခစေဗျာ အမိန်တော်တိုင်းပါဖေယ နေမေလွားတဲ့မောင်းထမ်းရတာမောင်းပြီလို့သေးမှာမဟုတ်ဘူးဝါပြီလို့သေးပေါ့နဲ့ရှိမှာ ခမရလဲဝါပီလို့တည်ရဖို့နဲ့ရှိလိမ့်မယ်ကျုပ်ကလည်းဟိုက်လက်ခတ်ခဲရတယ်လက်တစ်ဖက်ပြုတ်တော့မှာဟိ ကဲဝင်မင်း ဗျ ခမရတို့ကျုပ်တို့ဘာကြောင့်ထွက်လာရတယ်လဲလို့ဆိုတော့ မိပါတွေကမြင်းလို့ပေါ့ဗျာ မောင်းကြီးနေခိုင်းရမယ်ရေးလို့ပါဝင်မင်းရဲ့ မောင်းခိုင်းရမယ်ဗျ ကျုပ်ကရှိရနေအမိန်တော်မှတ်မယ်ခမရနောက်ကနေမောင်းထုဗျာ လုံဆမ်းမဝင်မရမောင်းတူတောင်ဝင်ကျုပ်တောင်ဝင်ထားသမားဝင်မရ အမိန်တော်မှတ်မယ်ဗျာ မဆေးဗျ တိုင်းသူပြည်သားလူအများတို့လေနေမေလွားတဲ့ရှေ့ကអော်တဲ့အတန်နဲ့နောက်ကမောင်းတန်နဲ့တော့ခန့်ကျင်နိုင်ကိုခန့်နေတာပဲ
ဒုစမဝင်မေးရ တိတ်ချထူပါဝင်မင်းရ ဒုစမဒုစမ အမိန်တော်ပြန်မှတ်မယ်ဗျာ မတ်စေဗျမတ်စေ တိုင်းသူပြည်သားလူအများတို့လေ အဲနောက်ကထုပေးနေတာကိုစောက်ကြီးစောက်ကြလုံး တိပါတယ်ငါလည်းရှင်းရနေတာလား အမိန်တော်မှတ်မယ်ဗျာ ဒုစမဝင်မေးရ သမိုင်းနာကရစိုက်တော်နော်မတဘာကြော့တဲ့အကုန်ရင်ပညာတိလို့ဖြိုးမောက်ကြွားမိုးအောက်တလွားဇာနီပွားဟုပြည်သားပြည်သူအကြိုက်တူပြီးကြည်ပြူနှစ်သက်တည်င်းကုန်တက်ခါရက်ပြည်မြို့ရွာထွန်းတောက်လာတဲ့ရွာသားအကျော်မောင်သိန်းတို့ကိုငါတို့ဘယင်မြတ်ဖုံးရှင်မဂုံတီချီးမြှောက်ရှေ့တော်မောက်တို့အတိုင်းမသိမင်္ဂလာဩပါပွဲဖြင့်ဝင်ရောက်ခါစားအတုံးတော်ခံစီဘယင်အမိန်တော်ညီကူမမီ အတိုင်းမတိမင်္ဂလာကျက်သေးစီပါရီမိုက် မ